ကော့တလန်သားလို့အသိပေးလိုက်ပါတယ်အမြင့်ဆုံးနေရာကစကားပြောရတာဝါသနာပါသူအာမင်းဟာသူအမှုမလွန်ငင်ပြောရရင်ဒီနေရာကလူမှုနေထိုင်မှုတိုးတက်ရေးစတင်မဲ့နေရာဖြစ်ကြောင်းနဲ့ငြိမ်းချမ်းစွာနေထိုင်ပြီးစီးပွားရေးအင်အားအပြည့်နဲ့အာဖဂန်လူမျိုးတွေရဲ့အင်အားစတင်ရာနေရာလို့ဟောပြောခဲ့ပါတယ်ညရောက်တော့သမရနေမကောင်းဖြစ်နေလို့ခဏလိုက်ခဲ့ရန်နီကိုလတ်ကိုစစ်သားတွေကလာခေါ်ပါတယ်ဂတင်ဘော်ကသူ့ကိုအရင်သမရဟောင်းရဲ့လူတွေအစိတ်ခတ်လှုပ်ကြံလိုက်ပြီလို့အော်နေတဲ့အာမင်းရဲ့ဘက်ကိုစစ်ကြည့်ရင်ဘေးကကိုက်ခဲပြောက်သေးတွေကိုမြင်လိုက်ရတဲ့နီကိုလတ်တယောက်ယောဂါကိုအဖြေရှာတွေ့သွားပြီးဒုတ်တချောင်းနဲ့ခုံတလုံးယူကလေးလေအောင်ကုပေးလိုက်ပါတယ်ဒီတော့မှရီနိုင်ပြုံးနိုင်ပြီးဝမ်းတာနေတဲ့သမရအားနောက်တစ်ခါဘီယာနဲ့ကိုက်ခဲပြောက်သေးကိုရောမတောင်းမိစေရန်တတိပေးလိုက်တော့မှသူကြောက်လန့်တကြားအစိတ်ကခံရပြီလို့အော်မိခဲ့တာကိုရှက်နေပါတယ်နီကိုလတ်ကတော့သူဟာကျမ်းမာရေးဆရာဝန်မို့နှစ်ယောက်ကြားကိစ္စကိုနှစ်ကိုကြားပဲထားမယ်လို့ဂတိပေးတဲ့အခါဆရာဝန်ထပ်ပို့တဲ့ပညာရှင်ပဲလို့ချီးကျူးရင်သူနဲ့အတူထိုင်ခိုင်းပါတယ်ဆင်းရဲတဲ့ဘဝကမွေးဖွားလာတဲ့သူ့ဘဝမှာငယ်စဉ်ကတည်းကဖခင်ဖြစ်သူကလည်းသုံးပြစ်သွားတာမို့စစ်ကြီးပြီးဆုံးတဲ့ကာလ1946မှာထမင်းချက်ဖြစ်စတင်အလုပ်ဝင်ခဲ့တဲ့ဗြိတိရှစစ်တပ်ကသူ့အိမ်လိုဖြစ်လာပါတယ်ထမင်းချက်ဆိုတာထက်မိဖို့ကြောင့်အခုသဘောနဲ့နှိမ်ချဆက်ဆံခံခဲ့ရတဲ့အာဖဂန်သားကိုအိမ်သာကျွင်းတူးခိုင်းတာကအစခိုင်းစိတ်ခံခဲ့ရပြီးမဲ့နောက်ပိုင်းရုပ်ပိုင်းဆိုင်ရာကြမ်းခိုင်တဲ့လက်ဝိသမားဟောင်းဖြစ်လာသူအာမင်းဟာယူဂန်နာလွတ်လပ်ရေးရစဉ်တုန်းကလည်းဗြိတိရှစစ်တပ်မှာပဲရှိနေသေးပြီးအခုမှသမရဟောင်းကိုဖြုတ်ချကဒီနေရာရောက်လာကြောင်းရှင်းပြပါတယ်ဆင်းရဲဒုက္ခကြားမှာအလုံးလုံးရမှာထက်သမရရဲ့အလေးပေးမှုအပေါ်စိတ်ရင်းလာတဲ့နီကိုလတ်ဟာသူလက်မခံလို့မရတဲ့အခြေအနေမို့ကမ်ဘာလာမှာစနေမယ်ဆိုတဲ့အကြောင်းဆာရာကိုအကြောင်းကြားကသမရရဲ့သမားတော်ဖြစ်လာပါတယ်အာမင်းရဲ့မိသားစုကိုပြုစုစရာမလိုတဲ့အချိန်မှာသမရစောက်ထားတဲ့ဆေးရုံမှာတာဝန်ထမ်းဆောင်ရမယ့်အကြောင်းကျမ်းမာရေးဝန်ကြီးကလိုက်လံရှင်းပြနေပါတယ်ဒီမှာစနေဖို့ဆုံးဖြတ်လိုက်တဲ့နီကိုလတ်ထံဒေါက်တာစတုန်းရောက်လာပြီးဒီနိုင်ငံမှာသူတို့ကိုညီနိုင်တာရှိရင်တိုးဆုံးမနေဖို့နဲ့အဆက်အသွယ်မပြတ်အောင်နေဖို့မှားနေပေမဲ့နီကိုလတ်ကတော့ပြည့်ရပြုနေပါတယ်ဗြိတိရှတန်ယုံဘက်ကနီကိုလတ်နဲ့အာမင်းတို့ရဲ့ပုံကိုရေးရင်းနှီးမှုအပေါ်တတိထားစောင့်ကြည့်နေတာမို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးရှင်းလင်းချက်ပေးကျင်လာလို့မီတော့ခမားတီလိုပောက်ကရတွေပြောတတ်ဖို့အထူးတင်တန်းကြောင်းတွေတက်ရသေးလားလို့ပြန်ပြီးလွှတ်လိုက်ပါတယ်တတိပိချက်မှန်သမျှကိုဖင်ကြားတော်မညက်တဲ့နီကိုလတ်ကတော့သမရအာမင်းနဲ့အတူလိုက်လံပြောရွှင်နေပါတယ်ဦးကြောင်ကြားသမရကလည်းဆရာဝန်အလုပ်သာလုပ်တတ်တဲ့နီကိုလတ်ကိုသူလက်ပြားနိုင်ငံသွားစရာရှိလို့သူ့အိမ်မှာလုပ်မဲ့အစည်းအဝေးပွဲကိုတက်ခိုင်းတဲ့အထိယုံကြည်နေခဲ့ပါတယ်သမရကိုသာတက်ရောက်သွားတဲ့အစည်းအဝေးပွဲမှာတော့သူ့ကိုယ်သူအာမင်းရဲ့မိသားစုဆရာဝန်အဖြစ်ဝင်ကြောသွားမိတ်ဆက်လိုက်ပေမဲ့အစည်းအဝေးခန်းကလူတွေကနိုင်ငံခြားရေးဝန်ကြီးတွေထိပ်တန်းပြည်သူ့ကပညာရှင်တွေနဲ့အင်ဂျင်နီယာအဖွဲ့အစည်းရဲ့အကြီးအကဲတွေမို့ချွေးပြန်ခဲ့ရပါတယ်။သို့ပေမဲ့ထိုပညာရှင်တွေရဲ့အကူအညီနဲ့ပဲယူဂန်ဒါမှာအာဖရိကနွယ်ဖွားအားလုံးအတွက်ဆောက်လုပ်မဲ့ညီလာခံအဆောက်အဦကြီးရဲ့ဒီဇိုင်းကိုအာမင်းကအလွန်သဘောကျနေပါတယ်။နီကိုလတ်ရောက်လာကြတဲ့ကအာမင်းဟာသူ့ရဲ့အကြံပေးဂျိုနာကိုတော့အမြင်ကြည့်ခြင်းမရှိတော့ပါဘူး။တရက်ဆေးရုံကဒေါက်တာဂျွန်နဲ့ TV ယောဂအကြောင်းဆွေးနွေးနေစဉ်ပောက်ကွဲတန်ကြီးကြောင့်ဆေးရုံပေါ်တက်ကြည့်တော့သမရဟောင်းအိုဘိုတီရဲ့လူတွေကိုဖမ်းဆီးရထောင်ဘက်ကဖြစ်နေပြီးတနတ်တန်တွေလည်းစူညံနေပါတယ်။ဒီအချိန်သမရသားနေမကောင်းဖြစ်နေတဲ့ဆိုတာကြောင့်အပြေးလိုက်သွားတော့ကေအာမင်းရဲ့သားငယ်ဟာဝယူပြန်ယောဂဖြစ်နေတာမို့ဆေးရုံတင်ရမယ်ပြောတော့လေသမရကြီးကဆေးရုံအတင်မခံတဲ့အတွက်ဒီမှာပဲကု